အားလုံးပဲမင်္ဂလာပါဆိုတော့ကိုစပိုင်က page ကနေကြိုလိုက်ပါရယ်။ကဲပြင်သစ်နဲ့စီနီကောပွဲပြီးသွားတဲ့အချိန်မှာတော့ပြင်သစ်က3-1နဲ့ပဲနိုင်သွားတယ်။ထူးထူးခြားပဲပထမပိုင်းမှာဇီဒုတိယပိုင်းမှာ3-1ဆိုတော့နှစ်သင်းလုံးကဒုတိယပိုင်းတစ်ပိုင်းနဲ့ရွေးကန်တယ်လို့တော့ပြောရမလို့ဖြစ်နေပြီ။ပထမပိုင်းမှာတော့ပြောရမယ်ဆိုရင်နှစ်သင်းလုံးတော်တော်လေးသတိထားပြီးတော့ဖြတ်တန်းလာတယ်။တနည်းအားဖြင့်ပြင်သစ်ပေါ့လေ။ပြင်သစ်ကပထမပိုင်းမှာဘာမှမလုပ်ခဲ့ပဲနဲ့ပထမပိုင်းမှာတစ်ချိန်လောက်သူခံဝင်ရတယ်။ဟုတ်ပထမပိုင်းကြည့်ပုံအရတော့တိတ်အလုံးမဖြစ်ခဲ့ဘူးလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့လည်းပြင်သစ်ကတော့ပြင်သစ်ပါပဲဘာကြောင့်ပိုဆွဲဖို့ရေပန်းအစားဆုံးသောအသင်းတွေကတသင်းဖြစ်နေလဲဆိုတာကျွန်တော်ဒုတိယပိုင်းခြေစွမ်းကိုကြည့်ပြီးတော့သိနိုင်တယ်ဒုတိယပိုင်းမှာသူတို့ရဲ့ super tight စစ်ကကျွန်တော်တို့ပြောနေတဲ့ Ferrari tight စစ်ကအသက်ဝင်သွားခဲ့တာပေါ့လေအဲ့တော့ဒီပွဲကိုကျွန်တော်တို့စပြီးတော့ပြောရမယ်ဆိုရင်တော့2002အကြောင်းကိုပဲပြန်ပြီးတော့လူတွေကသတိရလိမ့်မယ်ဘာလို့လဲဆိုတော့2002တုန်းကလက်ရှိအဲ့လိုမျိုး World Cup ပြိုင်ပွဲမှာပြင်သစ်နဲ့စီနီဂေါပထမဆုံးအဖွင့်ပွဲမှာတွေ့ပြီးတော့စီနီဂေါကနိုင်ခဲ့တာမျိုးရှိတယ်အဲ့တော့လက်ရှိအချိန်မှာတော့ဒီလိုမျိုးအနေထားကနေပြန်ပြီးတော့ပြင်သစ်ကလက်စားချေလိုက်နိုင်ပြီလို့ပြောလို့ရတယ်တပါးထဲမှာပဲ6-3ဦးလဲရတယ်အဲ့တော့စီနီဂေါကိုတော့အုပ်စုကနေကန်ထုတ်လို့ရနိုင်လောက်တဲ့ပုံစံမျိုးနဲ့ပြင်သစ်ကတော့ကောင်းကောင်းအဖွင့်ပွဲမှာပြိုင်ဘက်ကိုအပြစ်သက်လှုပ်သွားခဲ့တယ်ပေါ့အဲ့တော့ဘယ်လိုပြန်ပြောရမလဲဆိုရင်တော့ပထမပိုင်းမှာဘာမှမလုပ်နိုင်ခဲ့ဘူးပြင်သစ်တိုက်စစ်ကကျွန်တော်မျှော်လင့်ထားသလိုပဲအိုလီစီပါတယ်ဒန်ဘီလီပါတယ်ဘာပီပါတယ်ပြီးတော့ဘယ်ချမ်းမှာဆိုရင်ဒဇာဒူပါလာတာတွေ့ရတယ်ကျွန်တော်ချာကီကိုသုံးမဲ့ထင်တာအော်ဒူရီကိုသုံးလာတာတွေ့ရတယ်အဲ့တော့အသင်းရဲ့တိုက်စစ်ကပြောရမယ်ဆိုရင်ပထမပိုင်းမှာစီနီကောကတော်တော်ကစားအားကောင်းနေတာလည်းပါတယ်ပွဲဆောင်တွေကပြင်သစ်ကိုတောက်လျှောက်pressing game သွားတယ်ပြီးတော့အမထန်နဲ့သွားတယ်လုံးဝနေရာလွတ်တင်မပေးဘဲနဲ့ပြင်သစ်ဘောလုံးတော့ကင်ကွင်းမရလောက်အောင်ကိုစီနီကောကပထမပိုင်းမှာကောင်းကိုခက်မှတုံ့ပြန်ထားတာပထမပိုင်းမှာဆိုရင်စီနီကောကကိုပေါက်ကန်သွင်းမှုတွေတော်တော်ရထားတယ်ပထမပိုင်းတစ်ပိုင်းနဲ့တီးတန့်ကြည့်မယ်ဆိုရင်တော့စီနီကောကတော်တော်ကောင်းတယ်ပြင်သစ်ကဘာမှမလုပ်နိုင်ခဲ့ဘူးအောက်သင်းနေနေအောင်ကစားတာဒါပေမဲ့ဒုတိယပိုင်းရောက်သွားတဲ့အချိန်မှာတော့ပြင်သစ်ရဲ့တိုက်စစ်လက်နက်တွေကပို့ပြီးတော့ထိရောက်လာတာတွေ့ရတယ်တနည်းအားဖြင့်ဒီလိုမျိုး star player တွေပါဝင်တဲ့ moment လေးတစ်ခုကနေပွဲဖြူကိုပြောင်းလဲနိုင်တဲ့ကစားသမားတွေပါဝင်တဲ့ပြင်သစ်ကသူ့အလုပ်ကိုလုပ်သွားခဲ့တယ်သူတို့ရဲ့အားသာချက်ကပါလဲကျွန်တော်တို့ရိုးရှင်းရှင်းပဲပြန်တွေးလိုက်မယ်ပြင်သစ်အဓိကအားသာချက်ကပါလဲတိုက်စစ်ပိုင်းတိုက်စစ်ပိုင်းကိုမှတကယ် superstar တွေနဲ့စုဖွဲ့ထားတဲ့တိုက်စစ်ဖြစ်နေတဲ့အတွက်သူတို့ရဲ့ပေးပို့မှုတစ်ချိန် moment လေးတစ်ချိန်ကန်သွင်းချက်တစ်ချိန်လောက်ကဂိုးဖြစ်မြင်တွေ့ရနိုင်တယ်အဲ့လိုမျိုးအနေထားကနေပြင်သစ်ကအဲ့လို magical moment တွေဖန်တီးသွားတာတော်တော်ကောင်းတယ်ရသွားတဲ့ပထမဦးဆောင်ကူမှဆိုရင်အိုလီစီကစီနီကောခန်ကစားသမား4ယောက်နီးပါးလောက်ရှိနေတဲ့ဂျားတွေကနေကိုမရမကပေးသွားတာတော်ကိုလက်ဖျားခါစရာပေးဖို့မှုအော်ဒီလိုပေးဖို့မှုတွေကျွန်တော်တို့ဘန်မြူးနစ်နဲ့အတူတောက်လျှောက်တွေ့ဦးနေကြအိုလီစီအဲ့တော့လက်ရှိနိုင်ငံအသင်းမှာလည်းသူ့ရဲ့အကောင်းဆုံးဖောင်တစ်ခုကိုယူလာနိုင်တယ်လို့ပြောလို့ရတယ်ဒီပေးဖို့မှုကလည်းဘာပေကလည်းတော်တော်လေးအဆုံးသက်ကောင်းတဲ့ပုံစံနဲ့ထည့်သွားတယ်ဒီဂိုးကဂိုးမယ်လို့တော့မထင်ထားဘူးပေးတာတော်တော်လေးကောင်းတယ်ဒါပေမဲ့ကန်တဲ့နေရာမှာနည်းနည်းဘယ်လိုပြောရမလဲမကိုးလောက်ပဲထင်တယ်ဒါပေမဲ့လည်းဘာပေကန်လိုက်တာကိုးသွားတယ်အဲ့တော့ပြောရမလို့ဂိုးထက် assist ကိုပို့ပြီးတော့မှကျွန်တော် mention လုပ်ရမယ်ဂိုးလို့ပြောလို့ရတယ်အဲ့တော့ဝမ်စီဖြစ်သွားတဲ့အချိန်ပြင်သစ်ကပို့ပြီးတော့လွတ်လပ်ဖြစ်သွားတယ်ပေါ့ဖြစ်သွားတယ်တနည်းအားဖြင့်ဒန်ဘီလီမရှိတော့တဲ့နောက်ပိုင်းမှာပြင်သစ်ရဲ့ကစားအားတိတိတပို့ပြီးတော့ကောင်းလာတယ်ဒါကတော့တိုက်ဆိုင်မှုတော့မဟုတ်ပြောရမယ်ဆိုရင်ဒန်ဘီလီကပြင်သစ်အတွက်ဘယ်တော့မှပုံစံကောင်းနေနဲ့ပြင်သစ်ကို carry ပေးနေတဲ့ကစားသမားလို့မဟုတ်ခဲ့ဘူးသူက PSG မှာဘယ်လောက်ပဲပုံစံကောင်းနေပြဘလုံးတော်တွေပဲရနေပြင်သစ်မှာတော့ကျွန်တော်တို့ဘာပေ level ကိုလိုက်မိနိုင်မဲ့ကစားသမားတယောက်မှမရှိသေးဘူးအဲ့တော့ဒန်ဘီလီကပြောရမယ်ဆိုရင်ဘာပေထက်ပိုပြီးတော့ဘလုံးတီရောရခဲ့တဲ့ကစားသမားဒါပေမဲ့ပြင်သစ်မှာတော့ဘာကောင်းလဲဆိုတာကျွန်တော်တို့အတိုင်းသားတွေ့ရတယ်ဘာပေဝက်ဆက်ပြီးတော့မိခိုနေရသေးပဲဒန်ဘီလီမရှိတော့တဲ့အချိန်မှာအသင်းရဲ့တိုက်စစ်ကပို့ပြီးတော့ကြွရသွားတယ်လို့ပြောလို့ရတယ်တနည်းအားဖြင့်အသင်းရဲ့ညာချမ်းမှာဆိုရင်အိုလီစီတို့ဒူရီတို့ပို့ပြီးတော့အလုပ်လုပ်လာတယ်ဘယ်ချမ်းမှာဆိုရင်ဒါဘာကိုလာဝင်လာတဲ့အချိန်မှာလည်းအခွင့်အရေးတွေရလာတယ်ပြီးတော့ကွင်းလယ်ကရာဘီယောရဲ့ဒီ driving force တွေနဲ့ဘောကယ်ရီယန်လုပ်ပြီးတော့ပေးပို့မှုတွေကလည်းတော်တော်ကောင်းတယ်အဲ့တော့ဒုတိယဂိုးကလည်းကျွန်တော်တို့ဂိုးထပ်ပေးပို့မှုပိုကောင်းတယ်လို့ပဲပြောရမယ်အဲ့တော့ရာဘီယောရဲ့အကွက်မြင်တဲ့ပေးပို့မှုပြီးကြတော့ဘာကူလာရဲ့ပြေးထွက်သွားတာတွေ off the ball run တွေတော်တော်ကောင်းတယ်ဒီနေ့အဖြစ်ဘောလုံးရသွားတဲ့အချိန်မှာရာဘီယောကတောက်ရှော့ final သက်ကိုရောက်လာတယ်အဲ့ဒီအချိန်မှာရှေ့မှာစီနီဂေါခံစစ်ကစားမှာ2ယောက်ရှိတယ်ပြင်သစ်ကဘာပေနဲ့ဘာကူလာရှိတယ်ဘာပေနဲ့ဘာကူလာချက်ချီကပုံစံနဲ့ပြေးထွက်သွားတွေ့ရတယ်ဘာပေကညာချမ်းနေဘယ်ချမ်းကို off the ball လောက်သွားတယ်အဲ့တော့အဲ့ဒီအချိန်မှာဘာကူလာကဘယ်ချမ်းကနေအတွင်းထဲချိုးဝင်လိုက်တယ်အဲ့တော့လမ်းကြောင်းနဲ့အလိုက်တဲ့ရာဘီယောပေးတာလေတော်တော်လေးကောင်းပါတယ်အဲ့လိုဘယ်လိုပြောမလဲဒါ training မှာလုပ်တဲ့အကွက်တွေပေါ့လေအဲ့တော့
crossing သွားပြီးတဲ့အချိန်မှာ Rabiot ကလည်းထောက်လျှောက်ပေးလိုက်တယ်အဲ့အချိန်မှာစီနီဂေါခံစစ်ကစားသမားတွေလုံးဝကြောင်သွားတယ်ပေးလိုက်တာပေးမယ်ထင်တာဘယ်ချောင်းဒါပေမဲ့ပေးလိုက်တာကြီးကအတွင်းထဲကိုပြန်ချိုးပေးလိုက်တယ်ဘာကူလာတော်တော်ကိုသမားကိုလာတဲ့ချစ်ပင်လေးနဲ့ထည့်သွားတယ်အဲ့တော့2စီဖြစ်သွားတယ်ပွဲကပြီးသလောက်ဖြစ်သွားတဲ့အချိန်ပွဲပြီးကန်ဒီမှာစီနီဂေါကလူဆောင်ကစားသမားအမ်ဘာကြီးကခိုးပြန်သွင်းတယ်အဲ့တော့ဒီဂိုးမှာတော့ကိုသမားမိုင်နန်ကိုနည်းနည်းလေးတော့ပြောစရာရှိရပေါ့ကန်ချက်အရန်ပြင်းလို့မဖမ်းနိုင်တာမျိုးဆိုရင်တော့လက်ခံလို့ရတယ်ဒါပေမဲ့ဒီလိုအနေထားမှာတော့မိုက်နန်ပို့ထုတ်လိုက်သင့်တယ်လို့ကျွန်တော်ကတော့ထင်တယ်အဲ့တော့2-1ဖြစ်သွားတယ်ပွဲကနည်းနည်းလေးပြန်ပြီးတော့တန်ဖိုတက်မယ်လို့ထင်တဲ့အချိန်မှာပဲဘာပီရဲ့လုံးဝပွဲသိမ်းအနိုင်ကိုပွဲကိုအဆုံးဖြတ်ပေးသွားတယ်ဒီဂိုးမှာတော့ကျွန်တော်ကဘာပီကိုတကယ်အားသင့်စရာကောင်းတဲ့ကစားသမားတစ်ယောက်ဖြစ်ထပ်ပြီးတော့တွေ့နေရတယ်အဲ့တော့ပြင်သစ်ရဲ့လက်ရှိဂိုးသွင်းအများဆုံးကစားသမားဆိုတဲ့စံချိန်တစ်ခုကိုရသွားတယ်သူမတိုင်ခင်ကတော့ Oliver Giroud ကတင်ထားတာပေါ့လေနှစ်ကူးလောက်လာမသိဘူးကွာနေနေထားမှာလက်ရှိဒီပွဲမှာဘာပြီးနှစ်ကူးသွင်းသွားတဲ့အတွက်စံချိန်ကတော့တူသွားခဲ့ပြီပြီးတော့ကဘာဖလားမှာလည်းကကလိုစီရဲ့ကူးသွင်းအများဆုံးစံချိန်ကိုလမ်းမိဖို့အတွက်ဘလောက်မှမလိုတော့ဘူးဒီပြိုင်ပွဲမတိုင်ခင်တော့မှ3-4ဂိုးလောက်ပဲလိုနေတဲ့အချိန်မှာလက်ရှိချိန်မှာတော့ဘာပြီးနှစ်ကူးထပ်သွင်းသွားတဲ့အတွက်ကလိုစီရဲ့စံချိန်ကိုလည်းလိုင်းမိဖို့အရင်ကနီးကပ်သွားခဲ့ပြီအဲ့တော့ဒီပွဲကပြောရမယ်ဆိုရင်ပြင်သစ်ရဲ့ဒုတိယပိုင်းပွဲကိုဖတ်နိုင်စွမ်းပြီးတော့ဒုတိယပိုင်းပြင်သစ်ရဲ့လုံနိုင်စွမ်းကိုမြင်ရတဲ့ပွဲလို့ကျွန်တော်ကတော့သတ်မှတ်တယ်ပြောရမယ်ဆိုရင်ချန်ပီယံဖြစ်ချင်တဲ့အသင်းရဲ့ဇယိုက်လက္ခဏာတွေနဲ့ကြော်ညီတဲ့အဆုံးသတ်မျိုးဖန်တီးမှုမျိုးပွဲကိုအာရုံစိုက်မှုမျိုးတွေ့ရလို့ပြောလို့ရတယ်အဲ့တော့တစ်ဖက်ကစီနီဂေါကပြန်ကြည့်မယ်ဆိုရင်စီနီဂေါဘာတွေမှားခဲ့လဲကျွန်တော်မြင်ရတော့စီနီဂေါဘာမှကြီးကြီးမားမားမှားခဲ့တာမရှိဘူးတော်တော်လေးကြစ်လက်တယ် fluid ဖြစ်တယ်ခံစစ်ကိုပို့ပြီးတော့ကစားနိုင်တဲ့တိုက်စစ်သွားတဲ့အချိန်မှာလည်းကောင်တာတချို့နဲ့နည်းနည်းလေးပြန်ပြီးတော့သွားနိုင်တယ်ပေါ့လေစီနီဂေါဘာမှလည်းဘာမှမမှားဘူးသူတို့အကောင်းဆုံးလုံးနိုင်သမျှကိုလှုပ်သွားတယ်ပြင်သစ်ကူကကောင်းလုံးနေလို့ဒုတိယပိုင်းမှာဂိုးတွေပေးတယ်အဲ့တော့စီနီဂေါအတွက်ဘာမှတည်ပြီးမျက်နှာငယ်စရာမရှိဘူးဒုတိယမြောက်ပွဲမှာလည်းအခွင့်အရေးရှိနိုင်သေးတယ်ပြင်သစ်တော့ကတော့အုပ်စုအဖွင့်ပွဲမှာ3မှတ်ရသွားတဲ့အတွက် ACC ပဲဒီလိုမျိုးကျွန်တော်တို့ Group of the Marana အုပ်စုမှာနော်ဝေတို့ပါတဲ့စီနီဂေါတို့ပါတဲ့အုပ်စုမှာအဖွင့်ပွဲမှာလည်း3ခုပြတ်နေနိုင်ခဲ့တဲ့အတွက်ပြင်သစ်ကတော့တော်တော်လေးအခြေအနေကောင်းသွားပြီလို့ပြောလို့ရပါတယ်